Minglava, Digni, Grade 12 Physics, Chapter 8, Interference and Diffraction of Light, Kanega, Lesson 4, Gushimbaba. The lesson 4 by Matthew Sauma Pare, Session 8.3, Diffraction of Light. Bilushi, Fresnel diffraction, Arabi, and Fraunhofer diffraction, Arabi, interpretation by Nessing a slit, be example 3 net. Review is a side 1 and 2 ကိုရှင်းပြသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ပထမဦးဆုံးဒီ lesson မှာ 8.3 diffraction of light အလင်းလိုင်းကွေခြင်းအကြောင်းကိုပြောပါဖြစ်ပါတယ်။အဲ့တော့အလင်းဒီ line ကွေခြင်း diffraction က G10 နဲ့ကပါရပြီးသားပဲဖြစ်ပါတယ်။အဲ့တော့ line ကွေတယ်ဆိုတာဘာကိုပြောတာတော့ဆိုလို့ချင်း line တွေဟာကြားရတဲ့တစ်ခုတည်းမှာသူတို့ propagate လုပ်တဲ့ခါမှာဖြတ်သန်းသွားစဉ်မှာအတားအဆီးတစ်ခုခုဒါမှမဟုတ်လို့ရှိရင်ကျင်းမြောင်းတဲ့အပေါက်ကလေးတွေကိုဝင်ရတဲ့ခါမှာ line ရဲ့ direction ကငကိုတိုင်းမှုပဲနဲ့ကိုယ်သွားတာရိုင်သွားတာကိုခေါ်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ diffraction is defined as the bending of waves around the corners of an obstacle or through an aperture into the region of geometrical shadow of the obstacle or the aperture. ဒါဘာလို့ဆိုလို့လဲဆိုလို့ရှိရင် diffraction လို့ပြောတဲ့ line ကွေခြင်းဒီအတားအဆီးတစ်ခုဤဒေါင်စုံများသို့မဟုတ်ကျင်းမြောင်းသောအပေါက်တစ်ခုကိုဖြတ်သွားခြင်း၎င်းတို့၏အရေးများပုံသဏ္ဍာန်အတိုင်း line များကွေးသွားခြင်းကိုခေါ်တာပဲဖြစ်ပါတယ်။ The amount of bending depends on the wavelength of light relative to the size of the aperture. အဲ့တော့ဒီလို diffract သွားတဲ့အခါမှာသူကလမ်းကြောင်းသူ့ရဲ့ဒီကွေးသွားတာ bending ကဘယ်ပေါ်မှာမူတည်လဲဆိုရင်အဲ့တော့ဒီ line layer နဲ့နောက်တစ်ခါသူaperture ရဲ့ size ဒီနှစ်ခုရဲ့နှိုင်းယှဉ်မှုပေါ်မှာမူတည်တယ်လို့ပြောတာဖြစ်ပါတယ်အလင်းလိုင်းကွေးသည့်ပမာဏသည်အပေါက်ဤအရွယ်အစားနှင့်လင်းလိုင်းလှိုင်းလျာဟုတို့တွင်မူတည်သည် if the aperture is much larger than the wavelength of light တကယ်လို့သာဒီအပေါက်ကလေးလင်းကွေခြင်းဖြစ်မဲ့ aperture အပေါက်ကလေးဟာ much larger than the wavelength of light သူထဲကိုဖြတ်သွားမဲ့အလင်းရဲ့လှိုင်းလျာထက်အများကြီးပိုပြီးတော့သူကကြီးနေမယ်ဆိုရင် the bending will be almost unnoticeable ဒီလင်းလိုင်းကွေသွားတာကိုဒါကမတွေ့ရသလောက် almost unnoticeable ဖြစ်တယ်လို့ပြောတာပါအပါချာအပေါက်ရည်ရွယ်သည်လိုင်းလျာထက်များစွာကြီးနေပါကလိုင်းကွေခြင်းကိုမတွေ့မြင်နိုင်ဘူးလို့ပြောတာဖြစ်ပါတယ်ဒါဒီစာကြောင်းလေးကအပေါ်ကစာကြောင်းကိုပြန်ရှင်းပြတာပဲဖြစ်တယ်အဲ့တော့အပေါ်မှာတော့ကသူကဒီ amount of bending ဟာ wavelength of light relative to the size of the aperture လို့ပြောထားတာအခုဒီမှာဒုတိယစာကြောင်းကတော့ဒီအပေါက်ရဲ့အရွယ်အစားလိုင်းလျာနဲ့နှိုင်းယှဉ်မယ်ဆိုရင်အများကြီးပိုကြီးမယ်ဆိုရင်လိုင်းကွေတာနည်းတယ်လို့ပြောတာပဲဖြစ်ပါတယ် light waves diffract bend around the objects and creates bright and dark fringes အဲ့တော့ဒီလိုအလင်းဟာနော်လှိုင်းပုံသဏ္ဍာန်နဲ့အလင်းလိုင်းပုံသဏ္ဍာန်နဲ့သူကရောက်လို့တစ်ခုရဲ့ဘေးကနေပြီးတော့ diffract ဖြစ်သွားတဲ့အခါမှာနော်သူကကွေသွားတဲ့အခါမှာသူဘာဖြစ်နိုင်လဲဆိုလို့ရှိရင်အဲ့တော့bright နဲ့ dark fringe တောက်ပစင်းနဲ့အမှောင်စင်းတွေကိုဖြစ်စေနိုင်တယ်လို့ပြောတာပါအလင်းလိုင်းများလှိုင်းကွေခြင်းသည်ရောက်လို့တစ်ခု၏ပတ်လည်တွင်တောက်ပစင်းနဲ့အမှောင်စင်းများကိုဖြစ်ပေါ်စေသည် A very simple demonstrations of light diffraction can be conducted by placing a sharp edge of rosa blades in front of intense blue light from a laser source အဲ့တော့ဒီဟာလေးကဟိုဒီမှာဒါလေးက blade ဓာတ်လေးပေါ့နော်အဲ့တော့ဒီ blade ဓာတ်လေးကိုဒါအပြာရောင်သူကတော့ intensity များတဲ့ဒီ laser source တစ်ခုရဲ့ရှေ့မှာထားလို့ရှိရင်ဒီရှေ့မှာပြောခဲ့တဲ့ဒီ diffraction of light ကိုဒါကတွေ့ရှိနိုင်တယ်လို့ပြောတာဖြစ်ပါတယ်အခုဒီမှာဒီ blade ဓာတ်လေးကိုအပြာရောင်ဒီ laser source ရဲ့ရှေ့မှာထားလိုက်တယ်ဆိုရင် laser source ကဒီသူသွားရလမ်းကြောင်းမှာဒီ blade ဓာတ်လေးကဒါ obstacle အတားအဆီးဖြစ်လာပါလိမ့်မယ်ဖြစ်လာတဲ့ခါမှာသူ့ရဲ့ down zone မှာဘာဖြစ်လာတော့ဆိုလို့ရှိရင်သူက depression ဖြစ်မယ်ဖြစ်ပြီးတော့ရှေ့မှာပြောခဲ့သလိုပဲသူကအရိပ်တွေပေါ့နော်အလင်းစင်းနဲ့အမှောင်စင်းအဲ့ဒါတွေထွက်လာမှာဖြစ်တယ်ဒါကြောင့်မလို့လင်းလိုင်းကွေခြင်းသည်ဤအလွန်ရိုးရှင်းသောနမူနာတစ်ခုကိုဒီစာပင်တစ်ခုဤတောက်ပသောအပြာရောင်လင်းအောင်ရှေ့တွင် blade ဓာတ်တစ်ချောင်းမိုးစိတ်ဓာတ်ပေါ့နော်ထားကြည့်ခြင်းဖြင့်တွေ့ရှိရနိုင်သည်ပြောတာပါ diffraction rings are clearly demonstrated in figure ဒီပုံမှာအခုလိုထားကြည့်ရင် diffraction ကြောင့်ဖြစ်လာတဲ့ grain တွေအဲ့ဒီကောင်တွေကိုအဲ့တော့ရှင်းရှင်းလင်းလင်းမြင်ရမယ်လို့ပြောတာအခုဒီပုံလေးကိုကြည့်မယ်ဆိုရင် diffractions of light at the edge of the rosa blade အဲ့တော့ဒီမှာဓာတ်သွားလေးကြောင့်ဒီ blade ဓာတ်လေးကြောင့်ဖြစ်လာတဲ့ဒီ diffraction
ကြောင့်ဖြစ်တဲ့ ring တွေခွင်းတွေကိုဒါအလင်းလိုက်မှောင်လိုက်နော် dark နဲ့ bright fringe တွေကိုပုံမှာခုဖော်ပြထားတဲ့အတိုင်းမြင်ရမှာဖြစ်ပါတယ်ပုံတွင်လှိုင်းကွေခြင်းကြောင့်ဖြစ်ပေါ်လာကြသည့်ခွင်းများကိုထင်ရှားစွာတွေ့ရပေသည်လို့ပြောတာပါအဲ့ဒါပြီးတော့ဒီ depression နဲ့ပတ်သက်ပြီးတော့အမျိုးအစားနှစ်မျိုးခွဲခြားထားတာကိုတွေ့ရမှာဖြစ်ပါတယ် There are two main classes of depression which are known as Fresnel depression and Fraunhofer depression လင်းလိုင်းကွေခြင်းတွင် Fresnel ရဲ့လိုင်းကွေခြင်းနဲ့ Fraunhofer လိုင်းကွေခြင်းဟူ၍အဓိကအမျိုးအစားနှစ်မျိုးရှိတယ်ပြောတာဖြစ်ပါတယ်အဲ့တော့ဒါလိုင်းကွေခြင်းဒီနှစ်မျိုးကိုအခုဆက်ပြီးတော့ရှင်းပြရမှာဖြစ်ပါတယ်အဲ့တော့ Fresnel depression ဆိုတာဘာလဲ Fresnel depression ကသူကThe source of light and the screens are at finite distance from the obstacle causing the depressions. အဲ့တော့ဒီပုံမှာပြထားတဲ့အတိုင်းပေါ့ဒါ source of light S ရှိတယ်နော်အဲ့တော့ဒီမှာ slit ကလေးအဲ့ဒီ slit ကလေးတွေကိုဒါအလင်းနှန်းကဝင်တဲ့အခါမှာဒီ slit ကလေးရဲ့အစွန်းတွေကနေပြီးတော့အလင်းရန်ကွေ့သွားတာ depression ဖြစ်တာနော်အဲ့တော့အဲ့လိုဖြစ်တဲ့အခါမှာသူကဒီမှာ source of light နဲ့ဒီ slit နဲ့ကြားထဲမှာရှိတဲ့အကွာအဝေးကတတ်မှတ်ရှိရ finite distance ပေါ့နော်အဲ့တော့ဒီလိုဖြစ်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင် तू ကနီးကပ်တာပေါ့နော် source နဲ့ slit နဲ့အဝေးကြီးမဟုတ်ဘူး infinite မဟုတ်ဘူး finite ဖြစ်အဲ့ဒါဆိုလို့ရှိရင်ဒီ source ကနေထွက်လာတဲ့ကောင်ကဘာသွင်းနဲ့သွားမှာတော့ဆိုရင် तू က spherical waves အသွင်နဲ့သွားမှာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ तू ကအလင်းပင်ရင်နဲ့ကားချက်တို့သည်အလင်းသွားရလမ်းကြောင်းရှိအတားစီးမှတိကျသောအကွာဝေးတစ်ခုတွင်ထားရှိပြီးဖြစ်ပေါ်လာသောအလင်းကွေးခြင်းကို Fresnel language ကိုခေါ်သည်အဲ့တော့ဒီမှာ light source ကနေထွက်လာတဲ့ကောင်လေးကနော်ဒီ light source ကနေပြီးတော့ finite distance နော်ဒီသူက finite distance ဖြစ်တဲ့အတွက်ကြောင့်ဒီမှာရှိတဲ့အလင်းတွေဟာသူက divergence ပေါ့နော်ခွဲဖြာသွားတာကိုတွေ့ရမယ်တကယ်လို့သာဒီအကွာအဝေးက finite မဟုတ်ဘဲနဲ့ infinite အဝေးကြီးဆိုရင်ဒါကဒီ light နဲ့ပတ်သက်ပြီးရှေ့မှာသင်ကြားခဲ့ဘူးလားရှိတယ်အဲ့တော့သူကအဝေးကြီးကလာတဲ့အလင်းနှန်းများဟာ parallel beam လို့ပြောတယ်အဲ့တော့ parallel beam ဆိုလို့ရှိရင်သူကwave က plane waves ဖြစ်သွားအဲ့တော့ဘာလို့လဲဆို wave front နဲ့ဒီ directions of light တို့ remote rays နဲ့ကတောင်းမှန်ကြတယ်ဆိုတာလည်းသိပြီးသားပေါ့အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒီလို divergent ဖြစ်သွားတယ်ဆိုရင်အဲ့တော့ဒီမှာရှိတဲ့အလင်းရဲ့ direction တွေနဲ့တောင်းမှန်ကြအောင်ဆွဲလိုက်တဲ့ဒီ wave front တွေက spherical wave ပုံသဏ္ဍာန်ဒီနည်းပြောရင် circular waves လို့လည်းပြောလို့ရတယ်ဒါကြောင့်မလို့ spherical or circular cylindrical wave front undergoes depression or the Fresnel depression ကဘယ်ကနေဖြစ်တာလဲဆိုရင်သူက spherical waves တွေကဖြစ်တာဒါကို Fresnel depression လို့ခေါ်တာအဲ့တော့ဒီမှာရှေ့မှာ Fresnel မှာအဓိကအချက်ကသူကဒီ source ရယ်နောက်တစ်ခါဒီ screen ရယ်သူ့ကိုဒီ depression ဖြစ်စေတဲ့ slit သို့မဟုတ် obstacle အတားအဆီးပေါ့သူတို့ကြားမှာရှိတဲ့ကွာဝေးဟာဒါအဝေးမဟုတ်ဘူး finite တွေဒါကြောင့်မလို့ဒီမှာရှိတဲ့အလင်းနှန်းတွေကဒါ divergent beam ဖြစ်မယ် convergent beam ဖြစ်မယ် parallel beam ဖြစ်နိုင် parallel beam ဖြစ်ခဲ့တယ်ဆိုရင်တော့ဒါက infinite distance ဒါကိုဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်မလို့အခုဒီမှာ source ကထွက်လာတဲ့ကောင်တွေကအခုပုံမှာအပြာရောင်နဲ့ပြတယ်လို့ဘာ waves တွေလဲဆိုရင် spherical waves သို့မဟုတ် cylindrical waves တွေပဲဖြစ်ပါတယ်ဒါ Fresnel ရဲ့ depression မှာနောက်တစ်မျိုးကတော့ Fraunhofer depression လို့ခေါ်တဲ့ကောင်အဲ့တော့ there is an infinite distance between the source and screen from the obstacle in this session Fraunhofer depression will be discussed အဲ့တော့ဒီဘက်မှာသူကဘယ်ပိုင်းလဲဆိုလို့ရှိရင်သူကဒီ obstacle လို့ပြောတဲ့နော် screen နဲ့ဒီ source က obstacle လို့ပြောတဲ့ slit ကနေပြီးတော့ infinite အကွာအဝေးနော်အဲ့ဒီ infinite အကွာအဝေးမှာထားမယ်ဆိုရင်ဖြစ်လာမယ် depression မျိုးကို Fraunhofer depression လို့ခေါ်မှာအခုပုံမှာကြည့်မယ်ဆိုရင်သူက source တစ်ခုရှိမယ်အဲ့ဒီကလာတဲ့အလင်းနှန်းကိုသူကဒီမှာရှိတဲ့ convex lens တစ်ခုနဲ့ထားလိုက်တယ်အဲ့တော့ထားလိုက်တဲ့အခါမှာဒီ source နဲ့ဒီ convex lens တွေကနော်ဒီ source ရဲ့အကွာအဝေးကဒီ convex lens ကနေ focal length focus မှာရှိအကွာအဝေးက focal length ဖြစ်မယ်ဆိုရင် focus ကလာတဲ့အလင်းနှန်းတွေဟာအဲ့တော့ convex lens တစ်ခုကိုဖြတ်ပြီးတဲ့အခါမှာ parallel ထွက်အဲ့တော့ဒီပုံမှာကြည့်ရင်အဲ့တော့ပထမ convex lens ကိုဖြတ်ပြီးတဲ့အခါမှာအလင်းနှန်းများဟာ parallel ဖြစ်သွားတယ်အဲ့လို parallel ဖြစ်သွားတာကဘာကိုဆိုလိုတာလဲဆိုဒါက parallel beams of light တစ်ခုဒီ slit ထဲကိုဖြတ်သွားအဲ့တော့ parallel beams of light ကဘာကိုပြောတယ်လဲဆိုလို့ရှိရင် infinite အကွာအဝေးနော် infinity ကလာတယ်လို့ဆိုလိုတာဖြစ်တယ်နော်အဲ့တော့ဒါကြောင့်မလို့သူကတကယ်လို့သာတဲ့ infinite distance ကွာမယ်ဆိုရင်နော်အဲ့တော့သူ့ကို Fraunhofer လို့ခေါ်မှာအဲ့တော့
နောက်တစ်ခါ screen လည်းပြန်ကြည့်နော် screen မှာကြားလို့ရှိရင်လည်းဒါကဒီကနေလာတဲ့ကောင်က slit ကိုဖြတ်ပြီးတဲ့အခါမှာ depression ဖြစ်ပေမဲ့သူကပဲတယ်လေပဲနော်အဲ့ဒီကောင်ကမှပြန်ပြီးတော့ screen ပေါ်မှာပြန်ပြီးတော့စုပြီးတဲ့နောက်ထပ်ဒီ convex lens တို့ remote convergence lens တခုနဲ့ဖြတ်တာဒီပုံလေးကတော့ဒါ Fraunhofer diffraction ရဲ့ဒါပုံလေးပဲဖြစ်တယ်အဲ့တော့သူ့မှာကြည့်မယ်ဆိုလို့ရှိရင်ဒီ slit ကနေပြီးတော့ screen ကိုသွားတဲ့လမ်းကြောင်းမှာသူကဒီ convex lens ကိုမဖြတ်ခင်မှာသူက parallel race စီသွားတာတွေ့ရလိမ့်မယ်အဲ့ဒါကြောင့်သူက slit နဲ့ screen ကလည်း infinite အကွာအဝေးနောက်တစ်ခါ source နဲ့ slit ကလည်း infinite အကွာအဝေးဒီလိုယူဆတာဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့အလင်းပင်ရင်းနဲ့ကားချက်တို့သည်အလင်းသွားရလမ်းရှိအတားအဆီးမှာအနန္တအကွာအဝေးတွင်ရှိပြီးနော်အနန္တအကွာအဝေးရှိတယ်ဆိုတာကိုပုံမှာအပြိုင်လင်းနှန်းနေတယ်ပေါ်ပြထားတာဖြစ်ပေါ်စေတဲ့အလင်းကွေခြင်းကို Fraunhofer diffraction Fraunhofer ရဲ့လိုင်းကွေခြင်းလို့ခေါ်တာဖြစ်ပါတယ်အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်အဲ့တော့သူကဒီ slit ထဲကိုဖြတ်သွားတဲ့ကောင်ကအလင်းနှန်းတွေကသူကအပြိုင်ရှိတယ်အပြိုင်ရှိတယ်ဆိုရင်သူ့ရဲ့ wave front လှိုင်းမျက်နှာစာတွေဆွဲကြည့်မယ်ဆိုရင်သူက rays နဲ့ဒီ wave front တွေကဒေါင်းမှန်ကြအဲ့တော့ဒီအပြိုင်မြင့်တွေကိုသူကဒေါင်းမှန်ကြအောင်ငကိုတော့ကတော့ source ကထွက်လာတာကတော့ spherical waves တယ်နော်သို့တော့ဒီ slit ကိုဖြတ်သွားတော့မယ့်အချိန်မှာဂျားတွေကဒီ convex lens ကြောင့်သူကဘာ wave ဖြစ်သွား plane wave ဖြစ်သွားတယ်ဒါကြောင့်မလို့ Fraunhofer diffraction မှာဒီဘယ်ကနေဖြစ်တာတော့ဆိုရင်အဲ့တော့သူ့ရဲ့ plane wave front တွေကဖြစ်တာကို Fraunhofer လို့ခေါ်တယ်အဲ့တော့နောက်တစ်ခါspherical waves တွေ wave front တွေကဖြစ်တာကိုတော့ဘာလို့ခေါ်မှာတော့ဆိုရင် Fresnel လို့ခေါ်မှာဒါပေမဲ့သင်ရိုးစာအုပ်ကဒီအကြောင်းလေးကိုသူကဘာနဲ့ပြောလိုက်တာလဲဆိုရင်သူက spherical wave ပါ plane wave ပါလို့မပြောဘဲနဲ့ Fresnel ကြာလို့ရှိရင် source နဲ့ slit နဲ့သူက finite distance လို့ပြောတယ်Fraunhofer ကြတော့သူကဒီ source နဲ့ slit နဲ့ကို infinite လို့ပြောလိုက်တာအဓိပ္ပာယ်ကတော့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ Fraunhofer diffraction မှာဘယ်ဇိုရီယာဖြစ်တဲ့ကောင်ကို Fraunhofer လို့ခေါ်တာဆို plane wave တွေကနေ plane wave front တွေကနေဖြစ်တာကို Fraunhofer လို့ခေါ်မှာအဲ့တော့ဒီ Fraunhofer diffraction ကသူက easy to observe and analyze သူကိုဒါကလေ့လာဖို့ဆန်းစစ်ဖို့သူကပိုမိုလွယ်ကူတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ Fraunhofer diffraction ကFresnel နဲ့စာရင်သူက analyze လုပ်ဖို့လွယ်တဲ့အတွက်ကြောင့်သင်ရိုးစာအုပ်ကဒီမျိုးအစားနှမျိုးခွဲထားတဲ့အထက်မှာ Fraunhofer ရဲ့ diffraction ကိုအခုထပ်ပြီးတော့အခုလိုထပ်ရှင်းပြထားတာတွေ့ရမှာဖြစ်ပါတယ်။ diffraction by a single slit Fraunhofer diffraction အဲ့တော့သူက single slit ကဖြစ်တဲ့ diffraction ကိုလေ့လာမှာဒါပေမဲ့ analyze လုပ်ဖို့ခက်တဲ့ Fresnel ကိုသင်ဦးမှာမထည့်ဘူး။ဘာပဲထည့်ထားအောင်လွယ်ကူတဲ့ Fraunhofer diffraction ကိုပဲထည့်ထားတာဖြစ်ပါတယ်။ The experimental arrangement of the Fraunhofer diffraction is shown in figure ဆိုပြီးတော့ဒီ Fraunhofer diffraction ရဲ့လက်တွေ့စံသက်ချက်မှာနော်ရှိတဲ့သူ့ရဲ့ပစ္စည်းကိရိယာတွေရဲ့ arrangement experimental arrangement ကိုပုံဝင်ပြထားသည်ဆိုပြီးတော့အခုဒီဓာတ်ပုံလေးသင်ဥစ္စာမှာဖော်ပြထားတာတွေ့ပါတယ်။အဲ့တော့ဒီမှာကတော့သူက light source အနေနဲ့helium neon laser source ကိုသုံးထားအဲ့ဒါပြီးလို့ရှိရင်အဲ့ဒီ source ကနေ slit ကိုမြောက်ခင်မှာရှေ့မှာပြောခဲ့သလိုပဲသူကအဲ့တော့ parallel rays တွေထွက်စေချင်တာတနည်းပြောရင် plane wave front တွေထွက်စေချင်တာအဲ့ဒီကျတော့ lens တွေခံအဲ့ဒီ lens ကတော့စောစောကပြောခဲ့တဲ့ convex lens ပဲဖြစ်ပါအဲ့ဒီကမှတခါ display screen ပေါ်မှာသွားရှိနော်အဲ့ဒီကောင်ကို display screen ဒါမှမဟုတ်လို့ရှိရင်သူ့ကို photo diode နဲ့ meter နဲ့အောက်က digital meter နဲ့လည်းပဲဒီအလင်းရောင်တွေဒီအလင်းနှန်းတွေကိုဒီ depression ဖြစ်လာတဲ့ rays တွေကိုသူက detect လုပ်လို့ရအောင်စီစဉ်ထားတဲ့အစီအစဉ်လေးပါအဲ့တော့သူ့ကို rays diagram နည်းနဲ့ကြည့်မယ်ဆိုရင် experimental arrangement of single slit depression အဲ့တော့သူ့မှာဘာရှိမလဲဆိုရင်အဲ့တော့ဒီထဲမှာကြည့်လို့ဆိုရင်သူကဒီထွက်လာတဲ့ကောင်အဲ့တော့neon laser source ကနေထွက်လာတဲ့ကောင်အဲ့ဒီကောင်က lens ကိုဖြတ်ပြီးရင်အခုပုံမှာမြင်ရတဲ့အတိုင်းပေါ့ parallel beam ဖြစ်သွားအဲ့ဒီ parallel beam ကဒီ stick လေးတွေကိုဖြတ်တဲ့အခါမှာဟိုဘက်က display screen မှာသွားတွေ့ရတာကလင်းလိုက်မှောင်လိုက်ဆိုတဲ့ဒီ strings လေးတွေအဲ့တော့ဒီမှာကြည့်အလဲကောင်ကဒါ central bright sheet ပြီးရင်သူကအမှောင်မပြီးရင်ပြန်လင်းမယ်အခုပုံမှာမြင်ရတဲ့အတိုင်းလေးဒါမြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ diffraction ကိုဒါကလက်တွေ့စမ်းသပ်ကြည့်လို့လည်းဒါရပါတယ်နော်အဲ့တော့အဲ့ဒီမှာသူ့ရဲ့ rays diagram ကိုအခုပြန်ရှင်းပြပါမယ်ဒါက neon laser light source ပေါ့ source ပါသူကထွက်လာတဲ့အလင်းဟာအဲ့တော့ဒီမှာကြားထဲမှာ lens လို့ပြောတဲ့ convex lens လေးတစ်ခုရှိအဲ့တော့ဒီ source ကနေထွက်လာတာကတော့ဒီ source နဲ့ဒီ
ဒီ lens နဲ့ကြားထဲမှာအကွာအဝေးကိုပုံမှန်လဲဒါ slide လေးနဲ့ short lens လေးနဲ့ပေါ့နော်သူ lens လေးကိုရွှေ့လို့ရအောင်လုပ်ဒါဘာလို့ချင်တာတော့ဆိုသူကညှိရင်တာအဲ့တော့ဘာကိုညှိရင်တာတော့ဆို source နဲ့အလင်းအောင်ထွက်လာတဲ့ source နဲ့ဒီ lens နဲ့ကြားထဲမှာရှိတဲ့အကွာအဝေးဒီ lens ရဲ့ focus ဖြစ်စေချင်တာအဲ့လို focus ဖြစ်မှာသူက focus ကလာတဲ့အလင်းနှန်းက parallel ထွက်နော်အဲ့တော့ဒီကနေထွက်လာတဲ့အလင်းနှန်းတွေရှိမယ်အဲ့ဒီကောင်တွေကဒီ convex lens ကိုဖြတ်ပြီးတဲ့အခါမှာအခုလို parallel beam ဖြစ်သွားparallel beam ဖြစ်သွားတယ်ဆိုတာဘာလို့ဆိုလိုတာလဲဆိုရင်ဒီအလင်းအောင်လာတဲ့နေရာနဲ့အခု slit ရှိမဲ့နေရာနဲ့နော် infinite အကွာအဝေးဒါကို definition မှာရှေ့မှာပြောတဲ့ infinite အကွာအဝေးဆိုတာကိုယူဆဖို့အတွက် parallel beam လိုတာပါအဲ့တော့ဒီသွားရလမ်းကြောင်းမှာအတားအဆီးဖြစ်တဲ့နော်aperture အပေါက်လေးတစ်ပေါက်ထဲပါအဲ့တော့ဒီမှာတော့ aperture လို့ရေးတယ်အပေါ့ခေါင်းစဉ်မှာတော့ slit လို့ရေးတယ်တစ်ပေါက်ထဲရှိလို့ single slit ပေါ့နော်အဲ့တော့ဒီအလင်းနှန်းတွေကအခု parallel beam ဆိုတာတနည်းပြောရင် plane wavelength ရှိတဲ့ wavefront ရှိတဲ့ကောင်သူတို့ကဒီ aperture အပေါက်လေးတွေကိုဖြတ်မယ်သေးငယ်တဲ့အပေါက်လေးတွေကိုဖြတ်ရင်ဘာဖြစ်မှာလဲ depression ဖြစ်သွားမှာနော်အခုဒီမှာရှိတဲ့ဝင်သွားတဲ့ကောင်လေးတွေကအပေါ်ကိုဒါ depress ဖြစ်သွားတာကိုတွေ့ရလိမ့်နော်လမ်းကြောင်းလေးကရိုင်သွားအဲ့ဒီကောင်တွေကိုမှဒုတိယမှန်ဘလူးနဲ့ဘာလုပ်လိုက်တာလဲ screen ပေါ်မှာပြန်ပြီးတော့စုဆုံစေလိုက်တာနော်အဲ့လိုစုဆုံစေဖို့ကလည်းပဲဒီ screen နဲ့ဒီ convex lens နဲ့ဟာဒီ convex lens ရဲ့ focal length ဟွာဝေးမှာ screen ကိုထားမှာဖြစ်ပါတယ်နော်ဒါဟာ Fraunhofer diffraction အတွက်ဒါအသင်ဥစာအုပ်ကတော့ဓာတ်ပုံလေးပဲပါတယ်အဲ့တော့ rays diagram လေးကတော့ပိုနားလည်အောင်ရှင်းပြတာဖြစ်ပါတယ် one light passes through a single slit အဲ့တော့ဒီအလင်းနှန်းဟာနော် single slit ပုံမှာတော့ aperture လို့ရေးထားတာပေါ့နော်အဲ့တော့အဲ့ဒီထဲကိုသူကဖြတ်သွားမယ်ဆိုရင် whose width နော် a အဲ့တော့ဒီ slit လေးရဲ့နော် width အကျယ်ဟာ small a ရှိမယ် is of the order of wavelength of light အဲ့တော့သူကဘာနဲ့တူရမလို့ဆို order of wavelength of light လင်းရဲ့လှိုင်းလျားရဲ့ထက်ကိန်းနဲ့တူရမယ်အဲ့တော့လင်းရဲ့လှိုင်းလျားက visible light ဆိုရင်ဒါ nanometer အဆင့်ရှိအဲ့တော့ဒီအပေါ်လေးကလည်းအလွန်ချင်းတဲ့ nanometer အဆင့်နော်အဲ့ဒါလေးကိုသူကအဲ့တော့ of the order of wavelength of light လို့ပြောတာအဲ့တော့ then the diffraction pattern is focused အဲ့တော့ဘာဖြစ်လို့အဲ့ကြမှာသူက diffraction pattern ကဒီ screen ပေါ်မှာသွားပေါ်မှာဘာဖြစ်လို့လဲဆိုရှေ့မှာပြောခဲ့တယ်အဲ့တော့ diffraction ဖြစ်တဲ့ပမာဏဟာဒီလှိုင်းလျားနဲ့အပေါက်တို့ရဲ့ဒါနှိုင်းရှင်ချက်ပေါ်မှာမူတည်ပြီးတော့သူက depression ဖြစ်တယ်လို့ပြောအကယ်၍သာအပေါက်ကတိတ်ကျဲမယ်ဆိုရင်အဲ့တော့ depression ကိုတွေ့ရမှာမဟုတ်ဘူးလို့ပြောထားအဲ့တော့ဒါကြောင့်မလို့သူကဘာလုပ်ရတာတော့ဆိုလို့ရှိရင်ဒီမှာအဲ့တော့သူ့ရဲ့ width is of the order of wavelength of light လို့ပြောထားအဲ့တော့သူတို့နှစ်ခုကအဲ့တော့ဒီ slit အပေါက်နော်အဲ့ဒီကောင်လေးဟာသူက aperture ရဲ့အပေါက်ပေါ့သူက wavelength နဲ့စာရင်သူက origin တူတယ်အဲ့တော့ nano အဆင့်ပဲရှိတယ်လို့ပြောတာနော် then the diffraction pattern is focused on the screen that is distant d capital D အဲ့တော့ဒီမှာရှိတဲ့ကောင်ကတော့ဘယ်သူနဲ့ကွာဝေးလို့ဆိုရင်ဒီ slit ကွာဝေးနဲ့နှိုင်းစာရင်သူကအရန်များတဲ့တန်ဖိုးပေါ့ D အဲ့တော့ကတော့သူကတော့ nano အဆင့်မဟုတ်တော့ဘူးဒါကစင်တီမီတာမီတာအဆင့်တွေဖြစ်သွားမှာပေါ့နော်ဒါကြောင့်မို့လို့အဲ့တော့ဒီ screen နဲ့ slit နဲ့ဂျားထဲမှာရှိတဲ့အကွာဝေးက D အကြီးနဲ့ရေးတယ်သူကဒါကြောင့် capital D very much larger than small a away from the slit လို့ရေးထားတာဖြစ်ပါတယ်အဲ့တော့ဒါလေးဟာအကျယ်A ရှိသောဟာဘော့တစ်ခုအလင်းဖြတ်သွားစဉ်အပေါက်မှာအကွာအဝေး D very much larger than A တွင်ရှိနေသောကားချက်တစ်ခုပေါ်တွင်အဲ့တော့အလင်းကွေ့အစဉ်အဲ့တော့ဒီမှာရှေ့မှာတော့အလင်းလိုင်းထက်တော့ interference pattern လို့ခေါ်တယ်အခုဒီမှာကျတော့အလင်းကွေ့ရင် diffraction ကိုပြောတယ်အဲ့တော့ဒီဖြစ်လာတဲ့ကောင်ကိုအဲ့ဒီ pattern လေးကိုသူကဘာလို့ခေါ်မှာလဲ diffraction pattern လို့ခေါ်တော့မှာအဲ့တော့ diffraction pattern တစ်ခုကိုဖမ်းယူရရှိပြီအဲ့တော့ဖမ်းယူရရှိတဲ့ diffraction pattern မှာသွားကြည့်လို့ရှိရင်သူကအလင်းတလဲအမောင်တလဲဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒါလေးဟာဒါ parallel beam ဆိုတော့အဲ့တော့ဒီကောင်ကဘယ်ကလာတာတော့ဆို infinite ကွာဝေးကလာတယ်ဒါကြောင့် parallel ဖြစ်တယ်အဲ့ဒီကောင်ကနော် Fraunhofer အဲ့တော့ဒီ diffraction ဖြစ်တော့မှာဘယ်ထဲအိုးမလို့အဲ့ဒီမှာအပေါက်ကလေးရှိတယ်နော်ဒီကျင်းမြောင်းတဲ့အပေါက်လေး aperture လေးသူ့ထဲကိုဝင်တဲ့အခါကျရင်သူက diffraction ဖြစ်လို့ရှိရင် screen ပေါ်မှာမြင်ရမယ့်ကောင်ကအခုပုံမှာမြင်တဲ့အတိုင်းအဲ့တော့သူကအလဲကောင်မှာ central bright ရှိတာပေါ့နော်ဘယ်သူနဲ့တော့သွားတူတော့ဆိုရင်ရှေ့မှာပြောတဲ့ interference pattern နဲ့တော့သွားတူတယ်နော်အလင်းတလဲအမှောင်တလဲဒါပေမဲ့ဒီမှာသတိထားဖို့လိုတာကသူ့ရဲ့ intensity နော်ပြင်းအားပေါ့နော်သူ့ရဲ့ပြင်းအား central bright ကနေပြီးတော့နော်
ဝေးသွားတဲ့ကောင်တွေfirst order second order third order စသဖြင့်ဝေးသွားတဲ့ကောင်တွေမှာသူကတဖြည်းဖြည်းမှိမ့်မိန်သွားတာကိုပုံမှာတွေ့ရနော်ဒါဘာပြောလဲဆိုသူ့ရဲ့ intensity ဒီအဲ့တော့အလဲကောင်စင်တာကနေဝေးသွားလေ intensity ကရောနေသွားပြီအဲ့တော့ဒီ intensity ကိုနော် graph ဆွဲကြည့်မယ်ဆိုလို့ရှိရင်အခုလိုအလဲကောင်မှာတော့ intensity အမြင့်ဆုံးရနော်ဝေးသွားတဲ့ခါမှာ intensity ကနည်းနည်းသွားလို့ဒီအခုံးလေးကသေးသွားတာဖြစ်တယ်အဲ့တော့ဒါလေးကိုသူကတကယ်တမ်းကြည့်တဲ့အခါကျလို့ရှိရင်လက်တွေ့လုပ်ကြည့်မြင်ရမယ့်ပုံစံကအခုဒီပုံမှာပေါ်ပြတဲ့အတိုင်းပေါ့အလဲကောင်မှာသူကအရန်လင်းနေနော်ဝေးသွားလေသူ့ရဲ့လင်းအားကနည်းနည်းသွားတာ intensity နည်းနည်းသွားတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ် the depression pattern consists of a bright central portion အခုဒီပုံမှာမြင်ရတဲ့အတိုင်းဒါ depression pattern ပေါ့နော်လှိုင်းကွေးတဲ့အဆင့်လေးလှိုင်းကွေးစဉ်ပုံစံလေးအဲ့သူ့မှာ consists of a bright central portion အလဲကောင်မှာတောက်ပါတဲ့ central portion နော်တောက်ပါတဲ့သူကအပိုင်းလေးပါတယ်သူ့ကို central maximum လို့ခေါ်မယ်ဘာလို့ maximum လို့ခေါ်လဲ intensity maximum ဖြစ်နေလို့သူကိုဗဟိုမှာလည်းရှိလို့ central maximum လို့ခေါ်ပါ on either side နော်ဒီ central maximum ရဲ့နော်ဟိုဘက်ဒီဘက်အပေါ်ဘက်ဒီပုံမှာကြည့်နော်အပေါ်ဘက်အောက်ဘက်ပေါ့နော်သူတို့ရဲ့တစ်ဖက်တစ်ချက်စီမှာတော့နော် alternating bright and dark fringes shown in figure အဲ့တော့ဘာတွေကိုသွားတွေ့ရတော့ဆိုရင်တစ်ဖက်စီမှာတော့အလင်းစင်အမောင်စင်တွေဒါသွားတွေ့ရမှာဖြစ်တယ်လင်းတလဲမှောင်တလဲဖြစ်နေတာပါအဲ့တော့ language အစင်းဘိုးတွင်အများဆုံးတောက်ပသည့်အပိုင်းပါဝင်ပြီးတစ်ဖက်စီတွင်တောက်ပစင်းနဲ့အမောင်စင်းများတလဲစီပါဝင်နေကြသည်these bright and dark fringes are created by interference of diffracted light waves အဲ့တော့ဒီမှာဘာဖြစ်လို့ဒီလိုမှောင်လိုက်လင်းလိုက်ဖြစ်နေတာမှောင်လိုက်လင်းလိုက်ဖြစ်တာကတော့ဒါကလင်းလာတယ်ဆိုတာက intensity များလာတာတနည်းပြောရင်တော့ဒီရဲ့ wave ရဲ့ amplitude ကများနော်အဲ့တော့ဘယ်ချိန်မှာဖြစ်တုံဆိုသူက constructive interference ဖြစ်တဲ့ချိန်မှာဖြစ်အဲ့တော့ဒါရှေ့မှာလည်းပြောခဲ့ပြီးသား dark fringe မှောင်သွားတဲ့ကောင်တွေကတော့ဘာလို့မှောင်သွား intensity နည်းသွားလို့နော်နည်းသွားတယ်ဆိုတာကဘာဖြစ်လို့လဲဆိုသူကdistracted interference ပေါ့နော် bright ကတော့ constructive နော်သူကအားဖြည့်လိုင်းထက်အဲ့တော့ dark ကတော့ destructive နော်ခြေဖြတ်လိုင်းထက်အဲ့တော့ဒါတွေဖြစ်တဲ့အတွက်ကြောင့်ဒီမှာဖြစ်တယ်အဲ့တော့ဘာဖြစ်လို့လိုင်းနေတာထက်ကုန်တာလဲအဲ့တော့ဒီမှာလည်းပဲလိုင်းထက်ရခြင်းကဘယ်သူကြောင့်လို့ဆိုရင် diffracted light waves လို့ပြောတယ်ဒီအပေါက်ကျင်းမြောင်းတဲ့အပေါက်ကလေးတွေကိုဖြတ်သွားတဲ့အခါမှာအလင်းဟာကွေ့သွားတဲ့အခါမှာသူ့ရဲ့ဘာတွေကွာသွားတော့ဆိုရင်လမ်းကြောင်းမတူတော့ဘူးလမ်းကြောင်းဒီ path difference တွေဖြစ်လာpath difference တွေဖြစ်လာတဲ့အချိန်မှာဒီ path difference ကနော် lambda ရဲ့ကိန်းမြင့်အစတွေဖြစ်ရင် bright fringe ဖြစ်မယ်အဲ့တော့ဒီ lambda ရဲ့အဲ့တော့သူ့ရဲ့ဟိုကိန်းမြင့်ရဲ့တစ်ဝက်နော် half တွေပါလာလို့ရှိရင်ဒါကတော့ဘာဖြစ်မှာလဲဆိုလို့ရှိရင် dark fringe တွေဖြစ်တယ်ဆိုတာရှေ့မှာအဲ့တော့ interference မှာသင်ခဲ့ပြီးပြီအခုဒီမှာဒီလိုအဆင့်လေးဖြစ်ရခြင်းဒီ depression သူ့ကို depression pattern လို့ခေါ်တာပေါ့အဲ့တော့တကယ်တမ်းကျတော့သူကလှိုင်းကွေတယ် depression ရင်ဖြစ်တယ်အဲ့လှိုင်းကွေတဲ့အတွက်ကြောင့်ဘာပြန်ဖြစ်သွားတော့ဆိုလမ်းကြောင်းတွေကွာဟချက်တွေရှိလာတယ် path difference တွေရှိလာတဲ့အတွက်ကြောင့်အဲ့ဒီမှာလှိုင်းတွေကလှိုင်းထက်တဲ့အချိန်မှာ constructive interference နဲ့ destructive interference ဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မြင်ရတဲ့အခါမှာသူကအလင်းစင်းအမောင်စင်းတွေဖြစ်လာတာဖြစ်ပါတယ်ဒါကြောင့်မလို့ထိုတောက်ပစင်းနဲ့အမောင်စင်းများသည်ကွေ့သွားကြသောအလင်းလိုင်းများ၏လိုင်းထက်ခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည် each successive bright fringe becomes less intense proceeding outwards away from the central maximum ဒါကတော့အခုရှေ့မှာပြောခဲ့တယ်ပုံမှာလည်းမြင်ရတယ်နော်လဲဘဟိုမှာရှိတဲ့အများဆုံးတောက်ပစင်းမှာအပြင်မဲ့သို့ဝေးသွားလိမ့်မယ်အဲ့တော့ဝေးသွားလေ proceeding outwards ဒါဝေးသွားလေပြောနော် less intense အဲ့တော့တောက်ပစင်းတို့ရဲ့တောက်ပမှုကလည်းနည်းသွားလေဖြစ်ကြောင်းတွေ့ရသည်အပုံမှာမြင်တဲ့အတိုင်းလေးဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့ဒါတွေကိုဆက်ပြောဖို့အတွက်သင်ယူကသူ consider all the secondary wavelets နော် that can be sent out from any two corresponding points of the upper and lower half of the slit အဲ့တော့ဒါတွေကိုဘယ်လိုလုပ်ပြီးတော့ဒီလို bright fringe တွေနောက်တစ်ခါကျတော့ dark fringe တွေဖြစ်လာတယ်ဒါကိုစဉ်းစားဖို့အတွက်သူကဘာပြောထားတော့ဆိုရင်အဲ့တော့ဒီပုံလေးမှာသူက slit လေးရှိအဲ့ slit လေးတွေကိုဖြတ်လာတဲ့အခါမှာဒီ slit လေးကိုသူကနော်အဲ့တော့ဒီ slit ကနေပြီးတော့ဒါ Fraunhofer ဆိုတော့ဒီမှာနောက်က
screen ကိုမရောက်ခင်မှာ mirror ရှိတာပေါ့ sorry lens ရှိတာပေါ့နော်အဲ့ဒီကနေမှထွက်လာတဲ့ကောင်တွေကိုသူကစစဉ်းစားတော့အဲ့ဒီနေရာမှာအဲ့တော့ဒီ F ညီမြရင်း D လို့ရေးထားအဲ့တော့ F နဲ့ D နဲ့တူဒါကြောင့်မှ तू ကထွက်လာတဲ့ကောင်တွေကဘယ်ပေါ်မှာသွားစုမှာတော့ screen ပေါ်မှာသွားပြီးတော့ focus လုပ်နိုင်မှာအဲ့တော့ဒီမှာဒီကထွက်လာတဲ့အလင်းတွေကို तू ကအခုလိုခွဲပြီးစဉ်းစားဘယ်လိုစဉ်းစားမှာတော့ဟာပေါက်ကြီးအပေါ်တစ်ဝက်ပိုင်းနဲ့အောက်တစ်ဝက်တို့ဤသက်ဆိုင်ရာအမှတ်တစ်ခုမှလာတော့တစ်ဆင့်ငံလှိုင်းငယ်များကိုစဉ်းစားမိအဲ့တော့ဒီမှာငကူကဝင်လာတာက plane waves အဲ့တော့ plane wave ပေါ်မှာရှိတဲ့အမှတ်တွေအဲ့ဒီအမှတ်တွေကို तू ကဘယ်လိုခွဲမှတ်လိုက်မှာတော့ဆိုရင်အဲ့တော့ဒီအပေါ်မှာရှိတဲ့ကောင် upper အဲ့တော့ position of the upper and lower halves of the slit အဲ့တော့ဒီ slit ကို तू နှစ်ပိုင်းခွဲပြီးတော့အပေါ်ပိုင်းနဲ့အောက်ပိုင်းနဲ့ခွဲစဉ်းစားလိုက်အဲ့လိုခွဲစဉ်းစားလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာ तू ကဒီ secondary wave set တွေဖြစ်လာလိမ့်မယ်ဒီအမှတ်တစ်ခုစီနော်ဒီ wave ပေါ်မှာရှိတဲ့အမှတ်တိုင်းဒီ secondary wavelets များရဲ့ source များဖြစ်ကြသည်ဒါက High-end principle အစဆုံးမှာသင်ခဲ့အဲ့တော့ဒီအမှတ်တွေမှာလာတဲ့ကောင်ကတစ်ဆင့်ငံ line လေးတွေဖြစ်နော် they reaches the point p0 at the same phase and constructive interference to produce the central bright maximum အဲ့တော့သူတို့ဟာဒီမှာသွားပြီးတော့ဆုံတဲ့အခါမှာသူတို့ကသူ့ရဲ့အလင်းလမ်းကြောင်းကွာဟာချက်နော်အဲ့တော့သူက0ဖြစ်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင် lambda ကိမီအစတွေကွာတာလည်းဖြစ်နိုင်တယ်အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်သူက constructive interference နဲ့ဒီ screen ပေါ်မှာသွားဆုံနော်အဲ့လို constructive ဖြစ်တယ်ဆိုရင်သူကအယောင်ကဒါတောက်ပါတဲ့အယောင် bright fringe ကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ဒီ PO မှာ P0 ပေါ့နော် P0 မှာသူကဘာရောင်ကိုမြင်အောင်အခုလိုတောက်ပါတဲ့အစင်းလေးမြင်ရအဲ့တော့ခုဒါလေးကိုပြန်ကြည့်မယ်ဆိုတော့ Fraunhofer diffraction မှာရှိတဲ့ central bright ကိုပြောတာအဲ့တော့ဒီ central bright ကဘယ်လိုဖြစ်လာတာလဲဆိုသူကအဲ့တော့ဒီမှာရှိတဲ့ကောင်ကအဲ့တော့ဒီတစ်ခုစီကနေအမှတ်တစ်ခုစီခွဲစဉ်းစားတဲ့အခါမှာသူက source ကအမှတ်တစ်ခုစီက secondary wavelets ရဲ့ source ဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်အမှတ်နှစ်ခုဖြစ်သွားရင် source နှစ်ခုဖြစ်သွား source နှစ်ခုဖြစ်သွားရင်ဒါကကြားကနေတစ်ခုတည်းမှာဖြတ်သွားတဲ့အလင်းလိုင်းနှစ် line လို့ယူဆတော့အဲ့လိုအလင်းလိုင်းနှစ် line ဖြတ်သွားတယ်ဆိုရင်သူက line ထက်လို့ရသွားအဲ့ line ထက်လို့ရှိရင် line ထက်နီးရှိconstructive interference နဲ့ destructive interference အခုဒီမှာခဲလေကောင်မှာ P0 မှာအခုလို bright fringe ဖြစ်ရခြင်းဒီပုံမှာပြထားတဲ့ line နှစ်ခုဟာသူက constructive interference ဖြစ်သွားတာဒါကြောင့်မလို့သူကအလင်းစင်းလေးကိုမြင်ရတာဖြစ်တယ်၎င်းတို့သည်အသွင်တူရပြီး constructive interference ဖြစ်စေတယ်အသွင်တူတယ်ဆိုတာ in phase ဖြစ်တာပေါ့နော် out of phase ဆိုတော့ destructive ဖြစ်အဲ့တော့အသွင်တူကြပြီး constructive interference ကိုဖြစ်စေကအမှတ် P0 တွင် central bright လို့ပြောတဲ့ဗဟိုတောက်ပစင်ကိုဖြစ်စေသည်ခုပုံမှာပြထားတဲ့အတိုင်းပါအဲ့တော့ဒီမှာပြန်ကြည့်မယ်ဆိုရင်နောက်တစ်ခုကိုပြန်ကြည့်နော်ဒီကောင်ကြလို့ရှိရင်ဒီနေရာက P1 ပေါ့အဲ့ဒီ P1 မှာကြည့်မယ်ဆိုရင်ဒါကလင်းနေတာမဟုတ်မှောင်းနေတာအဲ့တော့ဒီ P1 နေရာဆိုရင်ဘာဖြစ်လို့ဒီလိုမှောင်းနေတာလဲဆိုရင်ဒီမှာရှိတဲ့အလင်းတွေထပ်တဲ့အခါမှာ line ထပ်သွားတဲ့အခါမှာသူကဘာဖြစ်လို့လဲဆိုရင် out of phase ဖြစ်တယ်out of phase ဖြစ်ရင် destructive ဖြစ်မယ် destructive ဖြစ်ရင်ဒါအမှောင်စင်းဖြစ်တာဒါလေးကိုရှင်းပြတာဖြစ်ပါတယ်အဲ့တော့ဒီအမှောင်စင်းဖြစ်တာနဲ့ပတ်သက်ပြီးတော့လဲဆက်ပြီးတော့အသင်ဥစ္စာကပြောထား consider all the secondary wavelet that can be sent out from any two corresponding points of the upper and lower halves of the slit အဲ့တော့ဒီမှာ central bright P0 မှာဖြစ်တာကိုစပြီးတော့ပြောတော့အဲ့တော့ဒီမှာရှိတဲ့ကောင်ကိုစဉ်းစားတဲ့အခါကျလို့ရှိရင်ဒီမှာရှိတဲ့ slit ကလေးကိုသူကအခုလိုနှစ်ပိုင်းဖြတ်လိုက်နော်အပေါ်ပိုင်းနဲ့အောက်ပိုင်းအဲ့လိုလေးဖြတ်ပြီးဒီကလာတဲ့ခုအလင်းနှန်းနေနော်အလင်းနှန်းတွေကဒါသူကနေဒီအမှတ်ကလေးတွေကနေပြီးတော့ line အမှတ်တစ်မှတ်စီကနေ line တစ်ခုစီဖြစ်သွားဘာလို့ဆိုတော့သူက higher principles မှာဒီ wavefront ပေါ်မှာရှိတဲ့အမှတ်တိုင်းဒီအဲ့တော့ secondary wavelets များရဲ့ source ဖြစ်တယ်လို့ပြောလိုက်တယ်အဲ့တော့အမှတ်ကနှစ်ခုခွဲလိုက်တယ်ဆိုရင် line နှစ်ခုဖြစ်မှာအမှတ်သုံးခုခွဲရင်တော့ဒါ line သုံးခုဖြစ်သွားမှာပေါ့အဲ့တော့သူ့မှာဂျားထဲမှာဒီနှစ်ခုမှာမတူညီတဲ့ထောင်းနဲ့ဒါ depression ဖြစ်တော့နော်ငကို direction ကနေဒါဒီအပေါက်လေးတွေကိုဖြတ်တဲ့အခါမှာ direction ပြောင်းသွားတဲ့အတွက်꿰သွားတဲ့ကြောင့်အခု depression ဖြစ်အဲ့တော့ဒီတောင်လေးကတည်တာလို့ထားမှာပေါ့နော်အဲ့တော့ဟာပေါက်ဤအပေါ်တဝက်ပိုင်းနဲ့အောက်တဝက်တို့ဤသက်ဆိုင်ရာအမှတ်တစ်ခုတို့မှာလာတော့တစ်ဆင့်ငံလိုင်းငယ်များကိုစဉ်းစားမယ်နော်အဲ့တော့သူတို့ကိုစဉ်းစားတဲ့အခါမှာဒီကောင်ကတော့ဒါ Fraunhofer diffraction မှာရှိတဲ့ကောင်အဲ့တော့ဒီကောင်တွေကအဲ့တော့ F နဲ့ D နဲ့တူရမှာ F ကဘယ်သူရဲ့ F လဲဆိုလို့ရှိရင်အခုပုံမှာရှိတဲ့ convex lens ရဲ့ focal length D ကတော့ဒီ convex lens MN နဲ့နောက်က screen နဲ့ကြားထဲမှာရှိတယ်
အဲ့ဒါဆိုလို့ရှိရင်ဒီအလင်းနန်းတွေကခုပုံမှာကြည့်မယ်ဆိုရင်အပေါ်ကိုတက်သွားတဲ့အပြိုင်လင်းနန်း၃ခုရှိသလိုတဲ့လာတဲ့အပြိုင်လင်းနန်း၃ခုရှိအားလုံးကအပြိုင်လင်းနန်းတွေကြီးပဲပြိုင်နေတဲ့အလင်းနန်းတွေကဘယ်မှာသွားရှိဘယ်မှာသွားဆုံလို့ဆိုရင်ဒီမှန်မလူရဲ့ focal plane ပေါ်မှာရှိတဲ့ focus တွေမှာသွားဆုံမှာဖြစ်တယ်အဲ့တော့ဒါကြောင့်မလို့အဲ့လို screen ပေါ်မှာသွားဆုံနိုင်အောင်လို့ဒီ lens နဲ့ screen တွေကနော်အကွာအဝေး d ဒီအဲ့တော့မှန်မလူရဲ့ focal length f နဲ့တူတယ်ဒါကြောင့်လို့ပုံမှာ f nearly equal to d လို့ရေးထားတာဖြစ်တယ်နော် they reaches point PO in the same phase အဲ့တော့ PO ကိုသူက same phase နဲ့ရောက်အတွင်းတူတယ်အတွင်းတူရင် constructive interference ဖြစ်မယ် and constructively interference အဲ့လိုဖြစ်ရင်သူက intensity တိုးလာမယ် intensity တိုးရင်သူကလင်းဒါကြောင့်မလို့ to produce a central bright maximum အဲ့တော့ဒီ screen ပေါ်ကိုရောက်လာတဲ့အချိန်မှာဒီရလာတဲ့အားလုံးကအခုဒီမှာသွားပြီးတော့အခုလိုစုံတဲ့အချိန်မှာဒီမှာ၃ခုပြထားတယ်နော် line ၃ခုပေါ့နော်အဲ့တော့ဒီမှာအပေါ်ကလိုက်ဒါကလာတဲ့ကောင်တွေဒီကလာတဲ့ကောင်အဲ့တော့ဒါတွေအားလုံးကအမှတ်တနေရာမှာဒီ wave လေး၃ခုသွားပြီးစုံအဲ့လိုထက်တယ် line ထက်တဲ့ခါမှာအခု PO မှာဆိုရင်တော့သူက constructed interference ဖြစ်မဲ့ phase 2လို့အဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်သူကဘာဖြစ်မလို့ဆိုရင် bright free ဖြစ်မယ်အဲ့ဒါဆိုရင် P1 နေရာကလည်းခုပုံမှန်ကြည့်မယ်ဆိုရင်သူကအဲ့တော့ second order bright freeze ပေါ့နော်အဲ့တော့ဒုတိယဆင့် bright freeze ဖြစ်တာကိုတွေ့ရမယ်၎င်းတို့သည်အတွင်တူကြပြီ၎င်းတို့သည်ဆိုတာဘယ်သူကိုပြောတာလဲဆိုရင် screen ကိုရောက်လာတဲ့လင်းနန်းအဲ့ဒီလင်းနန်းတွေကဘလို့ရောက်လာတာလဲစကလီလေးကိုဖြတ်ပြီးတော့မှ depression ဖြစ်ပြီးမှရောက်လာနော်အဲ့ဒီကောင်တွေကအတွင်တူပြီးတော့ constructive interference ကိုဖြစ်စေကအမှတ် O တွင်ဗဟိုတောက်ပစဉ်ကိုဖြစ်စေသည်လို့ပြောတာပါ now we will explain how the first minimum is formed အဲ့တော့ maximum ကတောက်ပတာဆို minimum ကအမှောင်စင်းကိုပြောပထမအမှောင်စင်းဒါအလင်းစင်းဖြစ်တာကတော့ဖြည့်ခုပြောခဲ့ပြီးပြီအခုအမှောင်စင်းတွေလည်းဖြစ်တယ်လို့ပြောတယ်ဘယ်မှာလဲ diffraction pattern မှာအဲ့တော့ဒီအမှောင်စင်းတွေဘယ်လိုဖြစ်တယ်လဲဆိုတာကိုသင်ရိုးကအခုလိုလေးဆက်ရှင်းပြNow we will explain how the first minimum is formed. Consider the slit to be divided by two parts. အဲ့တော့ slit ကိုစောစောကလိုပါပဲအပိုင်းနဲ့ပိုင်းခွဲပြီးစဉ်းစားတော့ဒါ slit လေးရှိတယ်ဒါ screen ရှိတယ်အကွာဝေးက d ရှိတယ်အဲ့သူ့ကိုခလေကောင်ကနေ central axis နဲ့ပိုင်းလိုက်မယ်နှစ်ပိုင်းပိုင်းလိုက်လိုက်မယ်ဆိုရင်အဲ့တော့ဒီက slit ရဲ့ဒီအကွာအပေါက်လေးရဲ့ width အကျယ်ဟာ a လို့ပြောထားတဲ့အတွက်ကြောင့်အပေါ်ပိုင်းက a by 2ရှိတယ်လို့အောက်ပိုင်းကလည်း a divided by 2ဖြစ်သွားတာနော်အဲ့တော့ဒီမှာလာတဲ့ကောင်တွေကဒါ Fraunhofer ဆိုတော့ plane waves တွေလာတဲ့ကောင်တွေက incident waves ဆိုပြီးအခုပုံမှာ plane waves တွေကိုအနီရောင်မြင်းရောင်သုံးချောင်းနဲ့ဒါ wave front တွေကိုဆွဲပြအဲ့ဒီအချိန်မှာဒီအနက်ရောင်မြားလေးကဒါက rays ရဲ့ direction အဲ့တော့ဒီနှစ်ခုကထောင်းမှန်ကြတယ်ဒါရှေ့မှာသင်မိသားပေါ့နော် wave front နေနဲ့ wave direction တို့ဒီအမြဲတမ်းထောင်းမှန်ကြအဲ့လိုလာတဲ့ခါမှာသူကနော်ဒီပုံမှာရှိတဲ့အမှတ်လေးတစ်မှတ်စီကစဉ်းစားအဲ့တော့ဒီဟာကဒီအပေါက်ကလေးတွေကိုဝင်ပြီးတဲ့ခါမှာငကို direction နိုင်မဟုတ်ဘဲနဲ့ diffract ဖြစ်သွားတယ်လမ်းကြောင်းကကွေ့သွားတယ်လို့ပြောတယ်နော်ဘယ်လောက်ကွေ့သွားတဲ့ပမာဏထောင်းပမာဏကိုသူက angular position theta နဲ့ရေးမယ်ဒါကြောင့်မလို့ဒီ angular position theta of any point on the screen is measured from the center of the slit အဲ့တော့ဒါလေးကဘာပြောတာလဲကားချက်ပေါ်ရှိအမှတ်တို့အတွက်ဒေါင်းသီတာဤဒီနေရာကိုအပေါက်ဤအလဲဘဟိုမှတိုင်းတာမည်ဟုတ်ပြီနော်အပေါက်ရဲ့အလဲဘဟိုဆိုတော့ဒီအပေါက်ရဲ့အလဲဘဟိုအခုပုံမှာကြည့်ရင်central axis ရဲ့ပေါ်မှာရှိတယ်သူကဒီအပေါက်တဲ့အဲ့ဒီကနေပြီးတော့ဟိုပေါ်မှာဒီ screen ပေါ်မှာရှိတဲ့အမှတ်တိုင်းအတွက်ဘယ်လောက် diffract ဖြစ်သွားတယ်လဲဆိုတာကိုဖော်ပြတဲ့ထောင်းကတိုင်းတဲ့ထောင်းကသီတာဆိုပြီးတော့အခုပုံမှာသီတာနဲ့ပြထားတာဖြစ်ပါတယ် The path difference between two waves from the center and the top or center and the bottom edge အဲ့တော့ဒီမှာဒါကအခု center ရှိတယ်နော် center ပြီးလို့ရှိရင်အပေါ်မှာ top edge ရှိမယ်အောက်မှာ bottom edge အဲ့တော့ဒီစကလေးရဲ့အစွန်းပေါ့အပေါ်စွန်းနဲ့အောက်စွန်းနော်အဲ center ကလာတဲ့ line ရဲ့အပေါ်က top edge ကလာတဲ့အပေါ်ဆုံးကလာတဲ့ကောင်ရဲ့အောက်ဆုံးကလာတဲ့ကောင်ရဲ့ဒီကောင်တွေအတွက်နော်သူတို့ရဲ့လမ်းကြောင်းကွာဟာချက်တကယ်လို့လမ်းကြောင်းကွာဟာချက်ကနော်အဲ့ဒီကောင်ကဘာဖြစ်မလဲဆိုလို့ရှိရင်နော် of the slit is lambda by 2 ဖြစ်မယ်နော် path difference က lambda by 2ဖြစ်တယ် lambda by 2ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒါ lambda by 2ဖြစ်ရင်ဒါရှေ့မှာ path difference lambda by 2ဆိုလို့ရှိရင် destructive interference ဖြစ်သလား constructive interference ဖြစ်သလားဒါရှေ့မှာတည်တည်ချာချာ
သိခဲ့တဲ့လူတွေကဒါတန်းသိပြီပေါ့နော်အဲ့တော့အမှုဖြစ်တယ်ဆိုရင် तू ကအပိုင်းကြီးနဲ့ half integers ဖြစ်နေအဲ့ဒါဆိုရင် तू ကdestructive ဖြစ်မယ် destructive ဖြစ်နေသိကြတယ်ဘာဖြစ်မှာတော့ဆိုလို့ရှိရင် तू ကအမှောင်စင်းပဲဖြစ်တော့မှာဒါကြောင့်မလို့ the path difference between the two waves from the center and top or center and bottom edge of the slit is lambda by 2 and these two waves are exactly out of phase ဖြစ်တယ် in phase မဖြစ်တော့ phase လွဲတယ်နော်လုံးဝကိုလွဲနေတယ်အဲ့လိုလွဲတယ်ဆိုရင်ဒါက destructive ဖြစ်မှာပေါ့နော်ဒါကြောင့်မလို့ဟာပေါက်ဤဘဟုနဲ့အပေါ်စွန်းဒိုရီမဟုတ်ဟာပေါက်ဤဘဟုနဲ့အောက်စွန်းမှလာသော line နှစ်ခုတို့ဤလင်းလန်းကြောင်းကွာဟာမှုသည် lambda by 2ဖြစ်ပြီးထို line နှစ်ခုသည်တစ်ခုကိုတစ်ခု out of phase ဖြစ်ကြတယ်အဲ့တော့ဒီမှာလာတဲ့ကောင်ကနော်အဲ့တော့ဒီအပေါ်စွန်းနဲ့အလဲကောင်နဲ့ဒီဘယ်မှာလို့ဆိုအောက်စွန်းအဲ့တော့ဒီကအလဲကောင်ကလာတာအခုဒါအပေါ်စွန်းကလာတာရဲ့အောက်ဆုံးကလာတယ်အဒီကောင်တွေအားလုံးဟာသူတို့ရဲ့လမ်းကြောင်းကွာဟာချက်တာတကယ်လို့သာlambda by 2ဖြစ်ခဲ့မယ်ဆိုရင်ဒီနှစ်ခုက out of phase ဖြစ်တယ်ဆိုလို့ရှိရင် totally destructive interference အဲ့တော့သူက destructive ဖြစ်မယ်ဖြစ်ရင် intensity ကကျသွားပြီမှောင်သွားမှာဖြစ်နော်ဒီနေရာမှာအဲ့တော့ဘာဖြစ်လာမလဲဆိုရင်အခု P1 ရဲ့နေရာမှာအမှောင်စင်းဖြစ်တာအဲ့တော့ P လေကောင်ကတော့ central bright ရှိတာပေါ့နော်အခု P1 ရဲ့နေရာမှာဘာလို့အမှောင်စင်းဖြစ်တယ်လဲအဲ့တော့အဓိကကတော့သူတို့ဒီလမ်းကြောင်းကနော်အပေါက်ထဲကိုဖြတ်တဲ့ခါမှာကွေးသွားမယ်ကွေးသွားအခုပုံမှန်ကြည့်လေဒီမြင်းချောင်း၃ချောင်းအတူရှည်တူမှမတူတာမတူဘူးဆိုရင်ဒါ path difference ဆိုတာရှိလာအဲ့ဒီ path difference က lambda by 2ဖြစ်ရင်တော့ဒါကဘာဖြစ်တော့မှာလဲဆိုရင် out of phase ဖြစ်မယ် destructive interference ဖြစ်မယ်အမှောင်စင်းဖြစ်မယ်ဒါလေးကိုရှင်းပြတာဖြစ်ပါတယ်အဲ့တော့ဒါပြီးရင် when they are arrive at the screen they interfere ဆိုတော့ပြောတဲ့ဒီလမ်းကြောင်းကွာဟာချက်lambda by 2ရှိတဲ့ကောင်တွေသူတို့ဟာ arrive at the screen ကိုရောက်လာတဲ့အချိန်မှာ they interfere သူတို့ထပ်မယ်ဘယ်ဒီနဲ့ထပ်မအောင် destructively နော်သူတို့ကခြေဖြတ်လိုက်ထက်ခြင်းနဲ့ထပ်အဲ့လိုထပ်တဲ့အတွက် and produce the dark fringe အဲ့တော့အမှောင်စင်းဖြစ်မယ်အဲ့ dark fringe ကနော် minimum intensity ဘာလို့မှောင်တာလဲ intensity အရန်ကိုနဲလို့သူ့ကိုဘယ်လိုခေါ်မလဲဆို fast minimum လို့ခေါ်မယ်အဲ့တော့လင်းတာကိုတော့ maximum လို့ခေါ်တယ်မှောင်တာကိုတော့ minimum အဲ့တော့ဒီမှာ depression pattern မှာခေါ်ဝေါ်လေးယူဆိုင်ဖို့လိုပါတယ်နော် bright ကို maximum လို့ခေါ်ပြီးတော့ dark ကို minimum လို့ခေါ်ပါတယ်နော်၎င်း line တို့သည်ကားချက်ပေါ်သို့ရောက်သောအခါတွင် destructive interference ဖြစ်ပါကအမှောင်စင်း minimum intensity တစ်ခုကိုဖြစ်စေသည်၎င်းကိုပထမအဆင့် minima ဟုခေါ်မယ်the first minima are seen on the either side of central bright maximum အဲ့တော့ဒီလိုအဲ့တော့မှောင်စင်းလေးနော်ပထမအဆင့်အမှောင်စင်းတွေအဲ့ဒီကောင်တွေကိုဘယ်မှာတွေ့ရတော့ဆိုခလဲကောင်မှာရှိတဲ့ central bright နော် maxima ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာသူ့ကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ပထမအဆင့် minima တို့သည်ကားချက်ပေါ်တွင်ဘိုးတောက်ပါစင်းတစ်ဖက်တစ်ချက်စီတွင်ရှိသည်နှစ်ခုရှိမှာအဲ့တော့အခုဒီပုံလေးကနေပြန်ကြည့်ပါမယ် in figure b ဒါ textbook ကဒါ b နဲ့ပေးထားတယ်နော် figure b မှာ to get the first minimum dark the path difference between two waves from the center and the top or center bottom of the slit is သူကဘယ်လောက်ရှိရမလဲအဲ့တော့သူက a by 2 sin theta လို့ရေးတယ်အဲ့တော့ဒါဘယ်ကရတာတော့ trio ကရအဲ့တော့ဒီဟာလေးရဖို့ဆိုတာကတကယ်တမ်းကတော့သူကလမ်းကြောင်းကွာဟာချက်ကလေးနော်လမ်းကြောင်းကွာဟာချက်ကလေးကဒီပုံမှာကြည့်ရင်သူကအဲ့တော့ဘာနဲ့သွားတူတော့ဆိုရင်အဲ့တော့တရိကန်လေးတွေနဲ့ကြည့်ရနော်တရိကန်လေးတွေနဲ့ကြည့်မယ်ဆိုရင်ဒီတရိကန်လေးနော်တရိကန်လေးမှာကြည့်မယ်ဆိုတော့ဒေါင်းမန်တရိကန်လေးဖြစ်ယူဆအဲ့တော့ဒေါင်းမန်ငံအနာက a by 2နော်လမ်းကြောင်းကွာဟာချက်ကဒီဒေါင်းမန်ငံအနာလေးရဲ့မျက်နှာချင်းဆိုင်အနာလေးအဲ့ဒါကြတော့လမ်းကြောင်းကွာဟာချက်မျက်နှာချင်းဆိုင်အနာသည်အဲ့တော့ဒေါင်းသီတာနဲ့ဆိုရင်ဒါဆိုင်းချိုးဖြစ်ဒါကြောင့်မလို့လမ်းကြောင်းကွာဟာချက် path difference ဒီဒေါင်းမန်တရိကန်လေးကနေဆိုင်းချိုးယူမယ်ဆိုရင်ဆိုင်းသီတာညီမျှခြင်းဘာဖြစ်မှာလဲဆိုင်းသီတာညီမျှခြင်း path difference divided by ဒေါင်းမန်ငံအနာက a by 2အဲ့ဒီကြတော့ဒီမှာရှိတဲ့ path difference is equal to က a by 2 sin theta လို့ဒါဒီပုံလေးကနေဒါဒီ geometry ကနေယူတာပေါ့နော်ဒီ path difference ဒီကောင်လေးကိုပြောတာနော်ဒီအနာလေးအဲ့ဒီအနာလေးကa by 2ဆိုတာကဒီကောင်ဒီဘက်ကဒေါင်းမန်ငံအနာကိုပြောတာနော် that's for the first minimum ဒါကြောင့်မလို့ပထမအမှောင်စင်းအတွက်ဆိုလို့ရှိရင်လမ်းကြောင်းကွာဟာချက် a by 2 sin theta is equal to က
lambda by 2 lambda by 2ကဘယ်ကရအောင်ရှေ့မှာပြောခဲ့တယ်လေ first minimum ဖြစ်ဖို့အတွက်လမ်းကြောင်းကွာဟချက်သည် lambda by 2ရှိရနော်ဒါကြောင့်မလို့အခုဒီမှာ a by 2 sin theta ညီမျှခြင်းကlambda by 2ဆိုတာရပါတယ်အဲ့ဒီမှာတစ်ဆင့်နော်2ကိုဟိုဘက်ဒီဘက်နော်နှစ်နဲ့မြောက်လိုက်မယ်ဆိုရင် a sin theta is equal to lambda by 2သူ့ကိုရ for the second minimum ဒါ first minimum ရဲ့နော်ဟာကိုပြောတာအခုတကယ်လို့ဒါ first minimum နဲ့ second minimum ဖြစ်မယ် second minimum ဖြစ်မယ်ဆိုလို့ရှိရင်သူကလမ်းကြောင်းကွာချက်ကဘာဖြစ်မလို့3 lambda by 2ဖြစ်နော် the slit is divided into 4 parts အဲ့ဒီကောင်ကို၄ပိုင်းပြန်ခွဲစဉ်းစားမယ် the parts different between အဲ့တော့ two waves က၄ပိုင်းခွဲလိုက်တဲ့အတွက်ကြောင့်သူက a by 4 sin theta ဖြစ်သွားနော်အဲ့ဒီကောင်က that's the for second minimum အဲ့ဒီကောင်ကနော် a by 4 sin theta is equal to lambda by 2နဲ့သွားညီအဲ့ဒီချိန်မှာအဲ့တော့ a by a sin theta ကဘာနဲ့သွားညီတုံးဆိုလို့ရှိရင်2 lambda နဲ့သွားညီအဲ့တော့ second ဒီ minima အတွက်နော် minimum အတွက်ဆိုရင်သူက၄ပိုင်းပြန်ခွဲလိုက်တာပေါ့နော် generally for the n minimum အဲ့ဒါဆိုလို့ရှိရင်အဲ့တော့ m အချိန်မြောက်အတွက်ဆိုရင်ဒီ slit ကလေးကိုနှစ်ပိုင်းမခွဲဘဲနဲ့နော်နှစ်ပိုင်းခွဲရမှာဒီအစာတို့ခွဲသွားမယ်ဆိုလို့ရှိရင်အခုဒီမှာကြည့်မယ်ဆိုရင်ရေဦးကသဘောပြောမယ်ဆိုရင် n ဒီ second minimum အတွက်ကြာလို့ရှိရင် a sin theta is equal to 2 lambda first minimum တုန်းကတော့ a sin theta ညီမျှခြင်း1 lambda အဲ့တော့ m minimum အတွက်ဆိုရင် a sin theta က m lambda နဲ့သွားတူမှာအဲ့တော့ဒီနေရာမှာ m တန်ဖိုးသည်1 2 3ဖြစ်နိုင်တယ်1 2 3ဒီဖြစ်တော့အဲ့တော့သူကနော် first minimum အတွက်ဆိုရင်1ပေါ့ second minimum ဆိုရင် minima ဆိုရင်2 third minimum ဆိုရင်3ဖြစ်တော့အဲ့တော့ the position of n နော် m အချိန်မြောက် minimum နော် minimum ဆိုတာအမှောင်စင်းကိုပြောတာအမှောင်စင်းအတွက်ဆိုလို့ရှိရင် y is the distance from the central maxima အဲ့တော့ y ကအခုဒီပုံမှာကြည့်နော်အဲ့တော့ဒီမှာ y ဆိုတဲ့ဟာလေးက screen ပေါ်မှာ PO ကနေဒါ P1 ထိတိုင်းတဲ့အကွာအဝေးနော်အဲ့ဒီကောင်ကို m အချိန်မြောက်အတွက်ဒီ P1 ဟာတဲ့ဘယ်နှချိန်ဖြစ်မလဲသူကဒီ order က first လည်းဖြစ်နိုင်တယ် second လည်းဖြစ်နိုင်တယ် third လည်းဖြစ်နိုင်တယ်နော်ဘာပဲဖြစ်ပေါ့နော်အဲ့ဒီကောင်ကိုဒီနေရာကိုတိုင်းမယ်ဆိုရင်ဘယ်ကတိုင်းမှာတော့ screen ပေါ်မှာရှိတဲ့ central bright နော် central maxima ကနေ PO ကနေတိုင်းတဲ့အကွာအဝေးနော်အဲ့ဒီကောင်ဟိုအဲ့တော့ y လို့သတ်မှတ်မယ်ဒါကြောင့်ပုံကနေကြည့်မယ်ဆိုရင်ဒီ y လေးကိုကြည့်မယ်အခုပုံလေးမှာကာလာအပြာရောင်ခြယ်လိုက်တဲ့အပိုင်းလေးအဲ့ဒါလေးက Dogman Trigan လေးနော် Dogman Trigan လေးဆိုရင်ဒီ y ကိုလိုချင်တယ်ဆိုရင်ဒီ Dogman Trigan လေးက Dogman Trigan လေးမှာရှိတဲ့ Dog theta နဲ့မျက်နှာချင်းဆိုင်နာ y ကနော်အဲ့တော့ y ကမျက်နှာချင်းဆိုင်နာအဲ့တော့ဒီမှာရှိတဲ့ကောင်ကဒီကနေပြီးတော့ slit ကနေပြီးတော့ PO အထိကသူက D လို့ပြောထားတယ်နော်အဲ့ဒါဆိုလို့ရှိရင်အဲ့တော့ဒီကနေမှအဲ့တော့ tangent ချိုးကိုယူမယ်ဆိုရင် tangent theta is equal to y divided by d ဖြစ်မယ်အဲ့တော့မျက်နှာချင်းဆိုင်အနာကိုသူကဘာနဲ့စားလိုက်တာဆိုအဲ့တော့ဒီမှာရှိတဲ့နီးစပ်ရအနာနဲ့စားလိုက်တယ်နော်အဲ့တော့ y ဒါကြောင့်မလို့ y is equal to d tangent theta ဖြစ်သွားတာနော်အဲ့ဒီအမှာတစ်ဆင့်အဲ့တော့ဘာသူကနော်အဲ့တော့တောင်းဟာသီတာတိတ်ငယ်တယ်ဆိုရင်အဲ့တော့ tangent theta နဲ့ sin theta နဲ့တူပါတယ်ဆိုတာဒီသင်္ချာကိုရှေ့မှာပြောခဲ့ပြီးသားဒါကြောင့်မလို့သူ့ကို tangent theta ရဲ့နေရာမှာ sin theta အစားသွင်းတယ်ဒါကြောင့်မလို့ y ဟာ nearly equal to d sin theta ဘာဖြစ်လို့တော့ theta ကအလွန်ငယ်လို့ theta ငယ်ရင်ဒေါင်းတန်မိုးငယ်ရင်သူ့ရဲ့ tangent တန်မိုးနဲ့ sin တန်မိုးကိုတူတယ်လို့သင်္ချာကနေယူဆလို့ရအခုပြောင်းလိုက်ပါပြီအဲ့လိုပြောင်းလိုက်တယ်ဆိုရင် sin theta ကဘာနဲ့တူတော့နော်အပေါ်မှာသွားကြည့်ရင်အဲ့တော့ရှိတာကနော်ဒီ a sin theta ညီမျှခြင်း m lambda ဆိုတာရှိအဲ့ဒီမှာနော်အဲ့တော့ sin theta ညီမျှခြင်းဆိုရင် m lambda divided by a ဒါကြောင့်မလို့သူ့ကိုအစားသွင်းလိုက်တယ်ဆိုရင် m lambda divided by a into d ဒါကြောင့်သူ့ကို nearly equal to m into lambda d အကြီး divided by a လို့ရေးလိုက်တာဖြစ်ပါတယ်အဲ့တော့ intensity distributions of single slit depression အဲ့တော့ဒီမှာရှိတဲ့ single slit depression ကဘယ်သူကိုပြောနေတာလဲ Fraunhofer depression ကိုပြောနေတာနော်သူ့မှာရှိတဲ့ intensity distribution ပြင်းအားပြန့်နှံ့ပုံကိုပြောတယ်အဲ့တော့သူ့ရဲ့ပြင်းအားပြန့်နှံ့ပုံကိုကြည့်မယ်ဆိုဒါလေးကဒါ single slit လေးနော်အဲ့ဒီမှာ depression ဖြစ်ရင် depression pattern ဖြစ် depression pattern ဖြစ်ရင်အခုဒီပုံမှာမြင်တဲ့အတိုင်း central bright ရှိမယ်ပြီးလို့ရှိရင်အမောင်စင်းအလင်းစင်းဒီလိုသွားတဲ့အခါမှာဒီ link နဲ့အလင်းစင်းတွေက central bright ရဲ့တစ်ဖက်တစ်ချက်စီမှာရှိ
central bright ကနေဝေးရာကိုသွားလေပုံမှန်မြင်တဲ့အတိုင်းလင်းလာလေမဟုတ်ဘူးအလင်းအားပျော့ပြီးမှောင်သွားတယ်ဒါကြောင့်သူ့ကို intensity graph ဆွဲလိုက်လို့ရှိရင်အခုဒီပုံမှာပြတဲ့အတိုင်းအလေကောင်က graph ကအမြင့်ဆုံးပေါ့နော်အဲ့တော့တဖြည်းဖြည်းဝေးသွားတဲ့အခါမှာဒီ bright fringe တွေရဲ့နေရာမှာ intensity တက်လာတော့မှန်တယ်ဒါပေမဲ့ central လောက်မများဘူးဒါလေးဟာသူ့ရဲ့ instant distribution ပဲအဲ့တော့သူ့ကိုသင်ရိုးစာအုပ်ကတော့ဒီပုံလေးကိုအခုဒီလိုလေးသူကလှည့်ပြီးတော့ဒီ graph လေးနဲ့ပေါ်ပြနော်ဒါလေးကိုချက်ကြည့်လိုက်လို့ရှိရင်သင်ရိုးစာအုပ်ကပေးတဲ့ပုံအခုဒီပုံကြီးကိုရနော်အဲ့တော့ဒီမှာရှိတဲ့ကောင်ကအခု color အဝါရောင်ခြယ်လိုက်တဲ့ကောင်ကဒါ central bright ကိုပြောတာနော်အဲ့တော့ central bright ကနေပြီးတော့တစ်ဖက်တစ်ချက်စီကို lambda ပိုင်း a ဆိုပြီးတော့ဖြစ်သွားတယ်အဲ့ဒီနေရာတွေရောက်သွားတိုင်းသူကဘာဖြစ်သွားတယ်ဆိုရင်သူက intensity ကကျသွားတယ်အမှောင်စင်းဖြစ်သွားတယ်အဲ့တော့ဒါလေးဟာဒီ single slit depression မှာရှိတဲ့ intensity ရဲ့ပေါ်ပြတဲ့ကောင်အဲ့တော့သူက first order မှာနော် first order ဒီ maxima ပေါ့နော် central မဟုတ်ဘဲနဲ့ဘေးကတစ်ခုလင်းတဲ့ကောင်လေးတွေအဲ့ဒီကောင်လေးတွေမှာတဖြည်းဖြည်းဝေးသွားလေလင်းအားကယော့သွားလေဆိုတော့ intensity နည်းသွားတာလေးကိုတွေ့ရ the width of the central maximum အဲ့ပုံမှာကြည့်မယ်ဆိုရင် central maximum ကစောတော့ဒီအဝါရောင်နဲ့ခြယ်ပြလိုက်တဲ့ကောင်ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့ပုံကဒီအဝါရောင်သူက central maximum ရဲ့အကျယ်အဲ့ဒီကောင်ဟာဒီအခုပုံမှာကြည့်မယ်ဆိုရင်အဲ့ဒီကောင်ကအခုနောက်ထပ်ခြယ်လိုက်တဲ့အစိမ်းလေးအဲ့ဒီအစိမ်းလေးရဲ့နှစ်ဆနော်အစိမ်းလေးရဲ့နှစ်ဆဆိုတာကဘာရဲ့နှစ်ဆတော့အဲ့တော့ပြန်ကြည့်မယ်အဲ့တော့ဒီ central ဒီ P0 ကနေပြီးတော့ P1 ထိ P1 မှာသူကအမောင်စင်းဖြစ်တာပေါ့နော်အမောင်စင်းဖြစ်တဲ့နေရာအထိအဲ့ဒီအထိအကွာဝေးရဲ့နှစ်ဆဖြစ်နေတာကိုတွေ့ရတယ်ဒါကြောင့် two position of the fast minimum အမောင်စင်းကို minimum နဲ့ရေးတာနော်အဲ့တော့ fast minimum ရဲ့တီနေရာရဲ့နှစ်ဆဖြစ်နေတယ်အဲ့တော့နှစ်ဆဖြစ်တယ်ဒါကြောင့်မလို့ the width of the central maximum is equal to 2 into the positions of the fast minimum တော့သူ့ကို y နဲ့ရေးခဲ့တာအခုဒါကြောင့်2 into y တန်မှုဒီစောတော့ပြောခဲ့တဲ့ကောင် lambda d by a ဒီနေရာမှာ fast minimum ဖြစ်လို့ m တန်မှုကို1ထည့်လို့ဒီမှာ lambda d by a ပဲရေးပါတယ်ဒါကြောင့်မလို့ the width of the central maximum depends on the width of the slit အဲ့တော့ဘယ်ပေါ်မှာမူတည်တော့ဆို a ပေါ်မှာမူတည်တယ်နော်အဲ့တော့ width of the slit ကဒီအပေါ်မှာပုံသင်နည်းမှာ small a နဲ့ရေးခဲ့တာအဲ့တော့ဒီ a တန်မှုပြောင်းလဲရင်ဒီ width of the central maximum ကပြောင်းမှာဘယ်လိုပြောင်းမှာ a တန်မှုများလေးသူကဘာဖြစ်တော့ maximum ကသူ့ရဲ့အကျယ်ကကျင်းသွားလေဘာလို့တော့ပြောင်းမြန်ချိုးတူတာเนาะသူက2 into lambda d ကိုဒီ a နဲ့စားထားတာဒါကြောင့်မလို့သူကျင်းလေဘာဖြစ်လာမလဲဆိုလို့ရှိရင် central maximum ရဲ့ width ကတိုးလာလေဖြစ်မယ်ဒါကြောင့် the narrower slit cause the wider central maximum ဒီလိုလေးပြောတာဖြစ်ပါတယ်အဲ့တော့ဒါတွေပြီးရင်တော့ဒီဘိုင်းနဲ့သက်ဆိုင်တဲ့ example 3ကိုရှင်းပြပါ example 3ကa beams of green light from a laser light source is diffracted by a single slit of width 0.5 millimeter. The diffraction pattern forms on a wall 2.06 meter beyond the slit. အဲ့တော့ဒါဘာပြောလို့လဲ slit ရဲ့အကျယ်ပေါ့ A လေးကိုပေးတယ်ကျင်းလေးပါ 0.5 millimeter ပဲရှိပါတယ်အဲ့တော့သူဟာဘယ်ပေါ်မှာ diffraction pattern ကသွားရှိတယ်လဲဆိုရင်နေရန်ပေါ်မှာအဲ့ဒီနေရန်က slit ကနေပြီးတော့2.06 meter ဒါက d အကြီးကိုပေးတာပေါ့နော် the distance between the position of the fast minima on both sides of the central bright fringe is 4.1 millimeter calculate the wavelength of the laser light အဲ့တော့ဒီမှာရှိတဲ့ laser light ကလေးအဲ့တော့ဒီမှာတော့ slit နဲ့ဒီကောင်ကနော်ဒီ slit လေးတွေကိုဖြတ်တဲ့ခါမှာသူက laser light ကလေးက diffract ဖြစ်သွားတယ်အလေကောင်တဲ့ကဒါ central ဘာဖြစ်တယ်ဆိုရင် central maxima ပေါ့နော်အဲ့တော့ဒီဘေးတစ်ဖက်တစ်ချက်စီမှာရှိတာတွေကဘာတွေတုံးဆိုရင်အဲ့တော့ fast ဒီ maxima တွေပေါ့နော် bright fringe တွေ fast order တွေပေါ့နော်အဲ့ဒါပြီးလို့ရှိရင် laser အလင်းပင်ရင်တစ်ခုမှလာတော့အစိမ်းအောင်လင်းနှန်းစုတစ်ခုသည်အကျယ် 0.5 mm ရှိသောဟာပေါက်တစ်ခုမှလှိုင်းကွေရင်ဖြစ်ကာဟာပေါက်မှ2.05 meter အကွာရှိနေရန်ပေါ်တွင်လှိုင်းကွေစဉ်တစ်ခုကိုဖြစ်စေသည်ဗဟိုတောက်ပစဉ်မှာဘေးနှစ်ဖက်စလုံးတွင်ဖြစ်ပေါ်နေသောပထမစဉ်တောက်ပစဉ်များ၏အကွာအဝေးသည် 4.1 mm ဖြစ်သည်လေစာ၏လှိုင်းလျားကိုတွက်ပါလို့မေးတာအဲ့တော့သူ့ကိုတွက်ဖို့အတွက်ပေးထားချက်တွေယဉ်ကြည့်ပါမယ်အဲ့တော့ width of the slit A ဟာ 0.55 mm ဖြစ်ပါတယ်နော် distance between the slit နော်အဲ့တော့သူကdistance between the slit and the wall
တနည်းပြောရင် slit and the screen ပေါ့နော်တော့ဒီ wall ပေါ်မှာဒီ pattern ကထင်နေဆိုတော့ဒါ screen ပဲ wall ကနော်ဒါကြောင့်မလို့ तू က D အကြီး तू ကပေးထားတဲ့အတိုင်း 2.06 mm ပါနော် width of the slit နော် slit ရဲ့အကျယ်ကရှေ့မှာပြောခဲ့ပြီးသား0.5 mm ဆိုတော့ unit ကိုက်အောင်သူ့ကိုမီတာပြောင်းမယ်အဲ့တော့ milli က 10 to the power -3 ရှိတဲ့အတွက်ကြောင့်သူဒီ 0.55 into 10 to the power -3 မီတာရပါနော်အဲ့ဒါတွေပြီးပြီဆိုရင် width of the central maxima အဲ့တော့သူဟာ2 into lambda d by a ဒါရှေ့မှာခုနပုံလေးနဲ့ပြောခဲ့ပြီးသားအဲ့ဒီကမှတစ်ဆင့်သူဒီပေးထားချက်အရာ4.1 mm ရှိပါတယ်အဲ့တော့ millimeter ကိုလည်းပဲသူကunit ပြောင်းမယ်ဆိုရင် milli က 10 power -3 ဖြစ်တဲ့အတွက် 4.1 into 10 to the power -3 meter ပါအဲ့ဒါဆိုလို့ရှိရင်ဒီကနေမှ lambda ကိုရှာရုံပါပဲနော် lambda is equal to ကဘာဖြစ်သွားမလဲ lambda is equal to ကနော်ဒီဘက်မှာရှိတဲ့ lambda လေးကိုခြံထားပြီးကျန်တာတွေကိုတစ်ဖက်ရွှေ့လိုက်ရင်အဲ့တော့သူက 4.1 into 10 to the power -3 into a divided by 2d အဲ့တော့ a ကလည်းပေးထားကြမှာရှိတယ် d ကလည်းရှိဒါတွေအားလုံးကိုအစားသွင်းပြီးတွက်မယ်ဆိုရင်ဒီ lambda ရဲ့လိုင်းလျားတန်ဖိုးဒီခုတွက်ယူရရှိတာက 0.547 into 10 power -6 meter ဆိုတဲ့ပု္ပ္ပစာကမေးထားတဲ့အဖြေကိုရပါပြီအဲ့တော့သူ့ကို nanometer အဖြစ်ပြောင်းလိုက်မယ်ဆိုရင်တော့ 547.3 nanometer အဲ့တော့ဒီ 547.3 ဆိုတာကဘာရောင်လဲဆိုရင်ဒါအစိမ်းရောင်လေဒါ555เนาะငါးလုံးအဲ့တော့ဆိုလို့ရှိရင်ဒါ green ဆိုပြီးတော့ရှေ့မှာတော့photometry မှာသင်ခဲ့တယ်ဒါကြောင့်မလို့ဒီပု္ပ္ပစာမှာသူကမိကုန်းမှာနော် green laser လို့ပြောထားတာဖြစ်ပါတယ်။တော့ဒါပြီးရင်တော့နောက်တစ်ခုက review exercise number 1ပဲဖြစ်ပါတယ်။ When the slit width in a single slit experiment is reduced အဲ့တော့ဒီမှာ slit width ကို short လိုက်တယ်ဆိုတာ A ကို short လိုက်တာနော် well the what will be the effect on the diffraction pattern diffraction pattern မှာဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်မလဲလို့မေးတာthe width of the central maximum က 2 into positions of the fast maximum ဖြစ်တယ် position of the fast maximum ကနော် fast ဆိုတော့ m ရဲ့နေရာမှာ1ထည့်တော့ lambda d အကြီးပိုင်း a ဖြစ်တယ်နော်အဲ့ဒီအချိန်မှာ the width of the central maximum depends on the width of the slit နော်ဘယ်ပေါ်မှာမူတည်တော့ဆိုရင်အဲ့ဒီနော် width slit a ပေါ်မှာမူတည်တယ်ဘလို့မူတည်တော့သူကပြောင်းပြန်ချိုးတူတယ်ဒါကြောင့်မလို့ the wider slit cause နော်အဲ့တော့ဒီ slit ကကျဲသွားမယ်ဆိုရင် narrow the central maximum ကနေသွားဒါကြောင့်မလို့အဲ့တော့ reducing the slit width အဲ့တော့ slit width ကိုသူက short လိုက်တယ်ဆိုရင်ဘာဖြစ်သွားမလို့နော်experiment in a single slit experiment will cause the diffraction pattern to become wider နော်အဲ့တော့သူကပြောင်းပြန်ချိုးတူတော့ A နဲသွားတဲ့ခါမှာဒီ central maximum ကပိုးကျဲလာအဲ့တော့ကျဲလာမယ်နော် with decrease in intensity အဲ့တော့ကျဲတော့လာတဲ့ intensity ကသူကနဲသွားမယ် and a brighter central maximum while the secondary maximum become less pronounced or disappear အဲ့တော့ဒီကောင် slit ကကျင်းသွားလေသူကနော် reducing slit ကကျင်းသွားလေလေအဲ့တော့ဘေးမှာ central maximum ကတော့ကျင်းသွားမှာနော်ကျဲလာပြီးတော့ဘေးမှာရှိတဲ့ကောင်တွေကဘာဖြစ်သွားဆိုရင်မှိန်သွားမှာဒါကိုပြောတာဖြစ်ပါတယ်ဒါ review exercise number 1ရဲ့အဖြေများပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ပုဒ်က review exercise number 2ပေါ့နော် what is the difference between Fresnel diffraction and Fraunhofer diffraction Fresnel diffraction နဲ့ Fraunhofer diffraction တို့ရဲ့မတူတဲ့အချက်တွေကိုမေးတာFresnel diffraction ကနော်ဘယ်အတွက်တုံးဆိုလို့ရှိရင် तू က light source ရဲ့ slit ရဲ့ obstacle ပေါ့နောက်တစ်ခါ screen ရဲ့ obstacle သူတို့ကြားမှာရှိတဲ့ကွာဝေးက finite distance ဖြစ်ရမယ်လို့သင်ဥစ္စာကပြောထားတယ်ဒါကြောင့် Fresnel diffraction occurs when the light source and screens are at finite distances from the diffracting aperture အဲ့တော့ तू ကဒီကြားထဲမှာရှိတဲ့ကောင်က finite distance မှာ in Fresnel diffraction spherical waves undergo diffraction အဲ့တော့သူမှာ spherical wave ကနေဒီ diffraction ကိုဖြစ်စေတာဒါပေမဲ့ Fraunhofer ကြလို့ရှိရင်သူက spherical wave မဟုတ်တော့ plane wave တွေဖြစ်သွားတယ်နော်ဒီ source ရဲ့ဒီနောက်တစ်ခါ screen ရဲ့ကြားထဲမှာရှိတဲ့
ဒီ obstacle သူတို့ရဲ့ကြားထဲမှာရှိတဲ့အကွာအဝေးကလည်း infinite ဖြစ်သွားတယ်ဒါကြောင့်မလို့ Fraunhofer diffraction occurs when light source and screens are at an infinite distance from the aperture ဒီလို infinite ဖြစ်သွားတဲ့အတွက်ကြောင့်ကြားထဲမှာရှိတဲ့ wave ကဘာ wave ဖြစ်သွားလဲ plane wavefront တွေဖြစ်ဒါကြောင့်မလို့ in Fraunhofer diffraction plane wavefronts undergoes diffraction အဲ့တော့ plane wavefront တွေကနေဖြစ်တဲ့ diffraction မျိုးကို Fraunhofer diffraction လို့ခေါ်တာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးဟာဒီဘိုင်းတွေနော် review exercise များပဲဖြစ်ပါတယ်ပြီးရင်အဲ့တော့ keywords တွေကတော့ဒီသိပြီးသားဖြစ်တဲ့ Fraunhofer diffraction ပေါ့နော် diffraction နှစ်မျိုးထဲမှာ test ကအဓိကနော်သူကအဲ့တော့easy to experiment ပေါ့နော်လုပ်လို့လွယ်တဲ့ Fraunhofer diffraction ကိုသူကသင်တယ်ပြီးရင် diffraction pattern နော် diffraction pattern အကြောင်းသိရမယ်ပြီးရင်အလဲကောင်မှာရှိတဲ့ဗဟိုတောက်ပါစဉ်ပေါ့ central maximum နောက်ပြီးရင် minimum intensity ဆိုတာဒါ dark fringe တွေကိုဆိုလိုတာပဲဖြစ်ပါတယ်အဲ့တော့ဒီကနေ့သင်ခန်းစာလေးကိုဒီလောက်နဲ့ပဲရန်နာထားပါမယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ